81ဆိုတာနဲ့ရောက်ကုန်မယ်နော်ရောက်ကုန်မယ် store နဲ့လို့လက်သွက်မှရမယ်ရှင်ဒီကောင်လေးရဲ့ model နံပါတ်လေးရဆိုလို့ရှိရင် ETO 869ဖြစ်ပါတယ်ရှင်မီနီ head dryer လေးဖြစ်တဲ့အတွက်ကြောင့်ဘယ်သွားလဲတည်သွားလို့ရတယ်အိတ်ဆောင်နေနဲ့လည်းတည်သွားလို့ရတယ်ခရီးသွားတဲ့ခါကျရင်လည်းအလက်တကူထည့်သွားလို့ရပါတယ်ရှင်ရွေးချယ်စရာကာလာလေးကတော့ဒီပန်းရောင်လေးနဲ့မင်ပြထားတဲ့ငှက်ကားစိမ်းရောင်လေးနဲ့ရပါမယ်ရှင်ဒါမျိုးလေးခောက်ထားလို့လည်းရတယ်သပင်းပုံသွင်းတဲ့ခေါင်းလေးကလည်းတန်လိုက်ပါတာဆိုတော့ပို့ပြီးတော့အဆင်ပြေပါတယ်ရှင်ကဲအထဲမှာလည်းလေးစားပါတာမို့လို့သပင်းပစ္စည်းမှလည်းလုံးဝစိတ်ပူစရာမလိုဘူးเนาะသပင်းကိုလည်းကာကွယ်ပေးပါတယ်ရှင်ကဲအဲ့ဒါကြောင့်အမျိုးသမီးတွေအကြိုက်မို့လို့ပြောတာဗောဒီဟာလေးကိုလက်သွတ်မှရမယ်เนาะကွန်လက်တီကလည်းလုံးဝအကောင်းစားတွေပဲတုံးပေးထားတာเนาะကဲကောင်းလားမကောင်းလားဆိုတာညီမစမ်းပြပေးပါမယ်ရှင်ကဲခေါင်းလေးကတန်လိုက်ခေါင်းလေးဖြစ်တဲ့အတွက်ကြောင့်ဟိုဘက်လှည့်ဒီဘက်လှည့်လဲလုပ်လို့ရတယ်เนาะကြိုက်တယ်လို့လှည့်လို့ရပါတယ်ရှင်လေအားကလည်းလုံးဝ share ကြီးเนาะကဲတက်တော့လည်းမာယူလို့ရတယ်လို့ Viber နံပါတ်39933195လည်းမာယူလို့ရပါတယ်3990408080ကလည်းမာယူလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှိတတာ